ထေးသမီးလေးတေရွာကပြန်လာပြီးနောက်ပထမဆုံးလှုပ်လိုက်တာကတော့တကြောင်လုံးရဲ့အသေးကြော်လေးချီရေးဆိုတာကိုမြင့်ဆိုလိုက်တာပါပဲအရင်ဘဝတုန်းကသူမဟာဒီကောင်လေးအတွက်သူမရဲ့မိသားစုပိုင်ဆိုင်မှုတွေအားလုံးကိုပုံအောပေးခဲ့ပါတယ်ဒါပေမဲ့တန်းဖော်တွေကဒီကောင်လေးကိုပဲတကယ်တထေးသားလို့ထင်နေကြပါတယ်တကယ်တော့သူကမိန်းကလေးရဲ့ထောက်ပံ့မှုကိုယူနေရတဲ့စင်ရတာကျောင်းသားလေးတစ်ယောက်သာဖြစ်ပါတယ်သူတို့နှစ်ယောက်ဆစ်ဆက်ပြီးတဲ့နောက်မှာတော့ဒီလူရုပ်မာကပိုင်ဆိုင်မှုလွှဲပြောင်းတဲ့စာချုပ်မှာသူမကိုလှည့်ဖျားပြီးလက်မှတ်ထိုးခိုင်းခဲ့ပါတယ်သူ့ရဲ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့သူကသူ့ရဲ့ရုပ်မာတဲ့မျက်နှာဖုံးကိုချွတ်ချလိုက်ပါတော့တယ်သူကတငယ်ချင်းတွေကိုခေါ်လာပြီးမိန်းကလေးကဝါလွန်လို့ဘသူကမှသူမကိုချစ်မှာမဟုတ်ဘူးလို့ဝိုင်းပြီးလှောင်ပြောင်းခဲ့ကြပါတယ်အဲ့ဒီတော့မှမိန်းကလေးမှာသူမလက်စားခံလိုက်ရမှန်းသိလိုက်ရပါတယ်သူတို့ရဲ့ယွန်ရှာဆက်ဆုပ်ဖွယ်မျက်နှာတွေကိုမြင်လိုက်ရတဲ့အခါမိန်းကလေးကဒေါသတကြီးနဲ့အဲ့ဒီလူရုပ်မာကိုကျမ်းပြင်ပေါ်တွန်းလဲပြီးအားရပါရထိုးကြိတ်ပါတော့တယ်လူရုပ်မာရဲ့အမြောင်မယားကသူ့ကိုကယ်ဖို့ကြိုးစားရင်းမိန်းကလေးရဲ့ခေါင်းကိုပန်းအိုးနဲ့ရိုက်ခွဲလိုက်တာကြောင့်တတိလစ်သွားခဲ့ပါတယ်မိန်းကလေးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူရုပ်မာကသူမကိုချစ်ရေးဆိုခဲ့တဲ့နေ့ကိုပြန်ရောက်နေတာတွေ့လိုက်ရပါတယ်သူမကအဲ့ဒီကောင်လေးကိုပတ်စံလည်းမရှိပဲတထေးသားရောင်ဆောင်နေတယ်လို့အဆက်ခွဲလိုက်ပြီးလက်ထဲကနှင်းစီပန်းတွေနဲ့သူ့ကိုရောသူ့ရဲ့ရည်စားကိုပါပြစ်ပေါက်လိုက်ပါတယ်သူမရဲ့ဂယုမဆိုင်တဲ့ပုံစံနဲ့ထွက်သွားတာကိုကြည့်ပြီးလူရုပ်မာကအရန်ဒေါသထွက်သွားပြီးမိန်းကလေးရဲ့ပိုင်ဆိုင်မှုတွေကိုမတ်မောနေတာကြောင့်သူမအနာပြန်ကပ်ဖို့တခြားနည်းလမ်းတွေရှာပါတော့တယ်။ကြောင်းစင်းတဲ့အခါမိန်းကလေးကဒီဘဝမှာသူမရဲ့ကံကြမ္မာကိုဘယ်လိုပြောင်းလဲရမလဲဆိုတာကိုစဉ်းစားနေရင်းနဲ့ရေတငုံတောက်လိုက်တဲ့အချိန်မှာရုတ်တရက်ခေါင်းတွေမူးလာပါတယ်။တကားဝမှာအဲ့ဒီလူရုပ်မာကိုမြင်လိုက်တာနဲ့ရေထဲမှာတခုခုပါနေပြီဆိုတာသူမချက်ချင်းသိလိုက်ပါတယ်။သူမတန်းနောက်ဖေးတကားကနေအမြန်ပြေးထွက်ခဲ့ပေမဲ့သူကနောက်ကနေလိုက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာခြံစည်းရိုးမှာအပေါက်တစ်ခုကိုတွေ့တာနဲ့သူမတိုးထွက်ဖို့ကြိုးစားပေမဲ့သူမရဲ့ခန္ဓာကိုယ်ကဝါနေတာကြောင့်အပေါက်မှာညှက်ပြီးမလုံနိုင်ဖြစ်နေခဲ့ပါတယ်။အဲ့ဒီအရေးကြီးတဲ့အချိန်မှာပဲချုံမောတဲ့အမျိုးသားတစ်ယောက်ကသူမကိုဆွဲထုတ်ပြီးကဲတင်ပေးခဲ့ပါတယ်။သူကသူမကိုနောက်တစ်ခါဆိုရင်တကားမကြီးကပဲသွားပါလို့ပြောလိုက်တာကြောင့်သူမအယမ်းရှက်ရသွားပါတယ်အမျိုးသားထွက်သွားပြီးနောက်မိန်းကလေးကမူးဝေနေရင်နဲ့သူ့နောက်ကိုအလိုလိုလိုက်သွားမိပါတယ်အဲ့ဒီမှာအမျိုးသားကသူ့ရဲ့ညီကိုတွေနဲ့ရန်ဖြစ်နေတာကိုသူမတွေ့လိုက်ရပါတယ်စောစောကသူမကိုကူညီခဲ့တဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့မိန်းကလေးကပြေးသွားပြီးသူ့ရဲ့ညီကိုတွေကိုရေကန်နဲ့ကန်ချလိုက်ပါတော့တယ်အဲ့ဒီတော့မှအမျိုးသားကဒီမိန်းကလေးဟာသူ့နှစ်ပေါင်းများစွာလိုက်ရှာနေတဲ့ငယ်ကျွမ်းဆွေမှန်းသိသွားခဲ့ပါတယ်ဒါပေမဲ့မိန်းကလေးကတော့သူ့ကိုမမှတ်မိတော့ပါဘူးမကြခင်မှာပဲမိန်းကလေးအိမ်ပြန်ရောက်သွားပြီးလူရုပ်မာကအိမ်ရှိမှာစောင့်နေပါတယ်သူကကျောင်းခိတ္တရန်နာစာတစ်ဆောင်ကိုသူမကိုကမ်းပေးပါတယ်စောစောကနှင်းစီပန်းနဲ့ပြစ်ပေါက်ခဲ့တဲ့ကိစ္စကိုသူကပုံကြီးချဲ့ပြီးကျောင်းပုတ်အဖွဲ့ကိုတိုင်တန်းခဲ့တာပါဒီစာကိုတုံးပြီးမိန်းကလေးကိုသူ့စီတူးထောက်လာအောင်လုပ်ဖို့သူကြံစီနေတာဖြစ်ပေမဲ့မိန်းကလေးကတော့အဲ့ဒီစာကိုရှေ့မှာတင်ဆွဲဖြက်ပစ်လိုက်ပြီးသူ့ကိုလုံးဝဂယုမဆိုင်ပဲအိမ်ထဲဝင်သွားပါတယ်စောစောကခြံစည်းရိုးပေါက်မှညှက်ခဲ့တာကိုပြန်စဉ်းစားရင်းမိန်းကလေးဝေးချဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီနေ့ကစပြီးသူမကကော်ဖီခါးကိုနေတိုင်းတောက်ပြီးယောဂနဲ့ခန္ဓာကိုယ်အလှပဆိုင်ရာလေ့ကျင့်ခန်းတွေကိုပြင်းပြင်းထန်ထန်လုပ်ပါတော့တယ်သူမကလှေကားကိုလည်းတစ်နေ့အကြိမ်20အသက်အစင်းလုပ်ခဲ့ပါတယ်သူမရဲ့မစုံမနစ်ကြိုးစားမှုတွေကြောင့်နောက်ဆုံးမှာတော့သူမလိုချင်တဲ့ခန္ဓာကိုယ်အလှကိုရရှိခဲ့ပါတယ်အဲ့ဒီညမှာပဲကျောင်းမှာကြီးကျယ်တဲ့ပရဟိတလေလံပွဲတစ်ခုကျင်းပဖို့ရှိနေပါတယ်မိန်းကလေးကအဲ့ဒီပွဲကိုတက်ရောက်ပြီးသူမကိုဝါတယ်ဆိုပြီးလောင်ပြောင်ခဲ့တဲ့သူတွေကိုပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်တစ်ဖက်မှာလည်းအမျိုးသားကမိန်းကလေးရဲ့အချက်လက်တွေကိုလိုက်စုံစမ်းနေပြီးသူမဒီပွဲကိုလာမယ်ဆိုတာသိတာနဲ့သူကိုယ်တိုင်လည်းအဲ့ဒီပွဲကိုတက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်